လူတစ်ယောက်ကလေကိုယ့်ဘော်လည်းအရန်လည်းကောင်းတဲ့သူတစ်ယောက်ကိုလည်းသူတီးခံတယ်ကိုအတွက်ဆိုသူအကောင်လုပ်ပြီးတယ်ကွာအဲ့လိုမျိုးလူကိုရရတယ်ဆိုလို့ရှိရင်ကိုယ့်ဘက်ကသူကငါ့ဘော်မှာကောင်းတယ်မယ်သူ့ဘော်စိတ်ကြိုက်လုပ်လို့ရတော့ကွာသူမလေးစားဘူးကွာသူ respect မပေးဘူးနာခံလဲနနာခံလဲဆိုပြီးတော့သူ့ကိုဂရုမစိုက်တော့တာမျိုးပစ်ထားတာမျိုးလူတုံးလူမျိုးအဲ့မျိုးလုပ်လိုက်မယ်ဆိုလို့ရှိရင်ဘလောက်ပဲချစ်တဲ့သူပဲဖြစ်ဖြစ်ဘလောက်ပဲချစ်လူဆိုတာကလေတီးခက်နိုင်တဲ့အတိုင်းတာဆိုတာရှိတယ်ဆိုတော့အဲ့ဒီတီးခက်နိုင်တဲ့အတိုင်းတာကိုကြော်ရတယ်ဆိုလို့ရှိရင်သူတို့ကချစ်လဲပဲသူတို့လက်လွတ်တက်ကြတယ်ဒီလိုမျိုးဆက်ဆံခံရတာများလာတဲ့အခါမှာတစ်ဖက်လူရဲ့စိတ်ထဲမှာကိုကသူ့အတွက်ပေါင်မွေတော့တယ်လို့တဖြည်းဖြည်းနဲ့ရုံထွက်ချင်လာခဲ့တယ်ဒီနုံထဲကိုပေါ့နော်ဒီထဲကနေဒီလိုမျိုး relationship ကနေဒီလိုမျိုးဆက်ဆံရေးကနေတဖြည်းဖြည်းနဲ့ရုံထွက်ချင်လာခဲ့တယ်သူကရုံထွက်သွားတဲ့အခါကျမှကိုကသူ့ကိုပြန်ပြီးတော့လိုချင်လို့မရတော့ပါဘူးအဲ့ချိန်မှာဆိုလို့ရှိရင်နောင်သားတွေနဲ့ကြံခဲ့တဲ့သူကကိုပဲဖြစ်ရပါလိမ့်မယ်ဘလောက်ပဲချစ်တဲ့သူဖြစ်ပေါ့နော်သူ့ကိုလည်းတန်ဖိုးမထားဘူးလို့ခံစားလာရတယ်ပေါ့နော်အဲ့လိုမျိုးအကြံခံစားလာရတဲ့အခါမှာနာကျင်လာတယ်ဒါကြောင့်မို့လို့တစ်ဖက်သူကကိုဒီလိုမျိုးဘာမှပြန်မပြောဘူးအရာရာတီးခန့်နေပေးတယ်ဆိုတာကသူကကိုချစ်လို့ကိုမို့လို့ကိုသူကတီးခန့်ပေးနေတာပေါ့နော်ကိုကအဲ့ဒါကိုခွေကောင်းယူပြီးတော့သူတို့ကိုပြစ်ထားမယ်ပြီးမဆိုင်ဘူးဟိုလှုပ်ရှင်တယ်လို့လှုပ်နေမယ်ဆိုလို့ရှိရင်တံပိုးလည်းမထားဘူးပေါ့နော်တံပိုးလည်းမထားဘူးလှုပ်ရှင်တယ်လို့လှုပ်နေမယ်ဆိုလို့ရှိရင်နောက်ဆုံးမှာကနောင်တတွေနဲ့ကြံခဲရမယ်သူဟာကိုယ်တွေပဲဖြစ်ရပါလိမ့်မယ်လူတွေကလည်းခက်တာတစ်ခုရှိတယ်ကိုပေါ့ဘလောက်ကောင်းအိတ်ကောင်းနေတဲ့လူကိုမှမမြင်ဘူးပေါ့နော်မမြင်နိုင်ဘူးကိုဒီလိုမျိုးကိုဝီမဆိုင်တဲ့သူကိုလျောမပေးတဲ့သူကမှကိုကပြန်ပြီးတော့ကတ်တွယ်နေမိတယ်မျိုးပေါ့နော်ဒါတွေကလည်းချစ်တတ်ကြပါတယ်ဒါလေးပဲလာပြောတာပါကျေးဇူးပါ